ဖြည်းဖြည်းနဲ့ Mobile Legends Tournament တွေတိုင်းကဖိလစ်ပင်း၊အင်ဒိုနီးရှား၊မလေးရှားစတဲ့သူတို့လှုပ်ကျွေးနေတဲ့ region တွေကိုပဲနေရာပေးနေရလားဆိုတာစဉ်းစားစရာပါပဲ။ Dota 2မှာဆို Western region ဦးစားပေးတယ်လို့မျိုးပေါ့။ဘလောက်ပဲ Asia region ကအာရှသားတွေက Dota 2မှာကျန်းတယ်ပြောနေရအဲ့လောက်မရဘူး။ Dota 2ဆိုတာနဲ့ဥရောပနိုင်ငံတွေအတွက်ပဲဆိုပြီး diversity ခွဲခြား brainwash ခံရရတယ်လို့မျိုးအခုလဲ Mobile Legends မှာထပ်ပြီးတော့ brainwash ခံရအောင်မဲ့ NCT စီးပွဲကြီးလာပါပြီဘလို့ပဲ Indo ဖိလစ်ပင်းမလေးရှား MD ရဲ့အသင်းတွေက semi pro level လောက်ပဲ game မစော့တက်ဘူးပြော Mobile Legends မှာကဒီ Indo ဖိလစ်ပင်းနိုင်ငံတွေ region တွေကျန်းတာလူတိုင်းသိနေတော့အနည်းနဲ့အများတော့ရှိန်ရတယ်သူတို့ဘက်ကပြန်တွေးရင်လေ MD ရဲ့အသင်းတွေအတွက်နေရာရလို့ဝမ်းသာကြတစ်ခုပါဒါပေမဲ့ကိုရီဘက်ကပြန်စဉ်းစားလိုက်ရင်လေ MPL မှာနိုင်တဲ့ champion အသင်းနဲ့ first runner up အသင်းက M8 အတွက်2 slot 2နေရာတော့ရအောင်မယ်ပြီးရင် MCTC မှာလည်းရှင်စော့နိုင်ရင် M8 ကိုတက်လာအောင်မှာဆိုတော့သူတို့အရန်နေရာပေးချင်နေတာမတိတာလွန်းနေဘူးလားနောက်ပိုင်းဆို Mobile Legends Tournament နိုင်ကဖိလစ်ပင်းနဲ့ Indo region ပဲစော့ရဲ့ game လားလို့တာပို့ပြီးတွေးမိလာကြမှာပါသတိထားမိလာတော့မသိဘူးအရင်ကမလေးရှား region က Indo အောက်မှာပဲရှိတာအခုဆိုမလေးရှား Indo ထက်ကျန်းတယ်ဆိုတာ M7 မှာပြလိုက်တော့မွန်တိုဘက်ကနည်းနည်းတော့ပြန်စဉ်းစားသွားတယ်တေးကြတယ်ဒီပုံတိုင်းသာဆို M8 နဲ့ EWC champion လဲဖိလစ်ပင်းနဲ့ Indo မလေးရှား region 3ခုတွေကတစ်ခုက champion ပဲ